ချက်ပြတစ်ခုလိုပဲငါစီကိုတိုးဝင်လာပိတ်ဆို့ထားတဲ့စက်ကွင်းတစ်ခုကြားလွန်မြောက်ဖို့ကြိုးစားတိုင်းပြန်လဲချုံနှောင်ခံရအမြင်အာယုံမှာမင်းရဲ့အရေးကအမြဲရှိနေတွန်းထုတ်ဖို့ကြိုးစားပေမဲ့တန်လိုက်တဲ့လိုပဲငါသိစိတ်တွေပြန်ကပ်ပါခတ်တဲ့ဒီတန်ရောစင်ငကိုကတဲ့ကဒီဆောင်ထားတဲ့ကိုရတဲ့ခုလာငါရဲ့ဆန္ဒတွေကိုကြော်လုံးပြီးမင်းစီပဲလို့လို့စီစဉ်နေတာဆွေငင်အားတွေကငါကိုနိုင်ယူနေတယ်ဆက်ဖြတ်ဖို့ကြိုးစားတိုင်းအဲဇော်တွေပဲတက်လာခဲ့စနစ်တွေမကောင်းတော့ဘူးလားဒါမှမဟုတ်ငါရဲ့နှလုံးသားကလာနာကျင်မှုကိုမေ့ဖြောက်ပြစ်ချင်ပေမဲ့အမတ်တရားတွေကဆန်ဝိုင်းလိုပဲပြန်လဲပန်းထွက်ပေါင်းမရှိတဲ့ဒီနေရာမှာမင်းရဲ့အငွေသက်တွေပဲလွှမ်းခြုံထားအစိတ်သင်းနဲ့လေထူထဲမှာအသက်ရှူရတာတော့ပိုခက်ခဲ